မင်္ဂလာပါရှင်ခုမင်းညာကထူးဆန်းတဲ့အိမ်လေးကျောင်းကိုပြပသွားမှာပဲဖြစ်ပါတယ်အဲ့ဆိုရင်တော့မင်းညာနဲ့တူလိုက်ကြည့်အောင်နော် let's go ဒီဆုံးဒီ store ဆိုင်ရန်ထူးဆန်းလို့လည်းပေါ့နော်အဲ့ဆိုရင်တော့ဒီ store ဆိုင်ကထူးဆန်းတာပေါ့နော်နေဝင်ချိန်မှာဟိုကပို့လာပေါ့နော်အဲ့တော့မင်းညာတော့တဲ့နေဝင်အောင်လုပ်မယ်ပေါ့နော်နေအောင်နေရမဝင်သေးဘူးထပ်တော့နေဝင်အောင်လေးလုပ်ပြီးပြီဆိုရင်တော့ဒီထဲဝင်လာနော်မပို့ဘူးမပို့ဘူးမပို့နေအောင်နေအောင်အဲ့ရပြန်လာငါဟိုကမပြီးရှောင်းနေမိပါမပို့ပါဘူးရှင်အဲ့တော့ဘာနော်မင်းညာမပို့အောင်လုပ်လေမပို့ဘူးဆိုတော့မင်းညာတော့ရေလေးရှော့လိုက်ပါတော့မယ်ပေါ့နော်စကနေရဆိုရင်ပေါ့နော်လိပ်ပြလေးပို့ရအဲ့လိပ်ပြလေးကိုတက်ပြီးရင်ပတ်စံရပါနော်ဒါနဲ့တခုပြောမှာဒီအိမ်ကရန်ထူးဆန်းနေပေါ့နော်ဒီစာကစကူးဆိုရဲသူတွေလေးတည်တီးလောက်မယ်ပေါ့နော်ပြီးလေဒီအိမ်ကဝင်လို့လေးရတယ်ဒီမှာဆိုလဲပေါ့နော်ထိုင်ကုန်နေလေရှိအခန်းနေလေရှိပြီးလေမင်းအောင်တကူပြောရမှာဒီအိမ်မှာဘသူနေရလဲပြီးလေလူလည်းမတွေ့ဘသူနေရလဲမသိအဲ့တော့မင်းအောင်တော့ထွဲဟိုသားမယ်ပေါ့နော်အဲ့ဘာလေးဆိုပါကစားကွင်းတော့မဟုတ်ဘူးပေါ့နော်တရားဒီနာမည်မဲ့ပါတခုပြောမှာမင်းအောင်တခုပြောရမှာကဒီဝဝင်ရုပ်တရားပါကနေရတော့မှန်တယ်ပေါ့နော်မင်းရမရှိတာဟာပြင်းနေဒီဟိုဆောင်ကြီးရဲ့ပို့တက်သွားလိုက်မယ်ဒီမှာအိမ်လေးတိတ်လေးတက်လုံးတွေ့ရမယ်ပေါ့နော်အဲ့ထဲမှာလည်းဘသူနေရဒါမှမဟုတ်နဲ့သမီးလာပါအဲ့ကိုလေယူဆလို့မရဘူးနော်ပြီးလေဒီမာကြီးသွားရတော့ပေါ့နော်ခုံမချပါနဲ့တော့ပြောရပေါ့နော်အဲ့တော့ပြန်ရတော့ဒီရှိသွားလိုက်ပဲဒီရှိမလေးတော့ခုံမချပါနဲ့တရားရိုက်ခိုင်းတော့နဲ့ကလေးကဲအဲ့တော့မင်းရဒီပြောရဒီလောက်ပါပဲနောက်ပြီးတော့မှပြန်သွေးချမယ်အဝဲ